အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့00 channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုတင်ပြမှာကတော့2ရက်5လ2025ထွက်ရှိမဲ့သတင်းတွေကိုတင်ပြပေးမှာဖြစ်ပါတယ်ကျွန်တော် site လေး3 site ကိုတင်ပြပေးပါမယ် site လေး3 site ကိုအရင်ဘက်က comment ကိုပေးထားတဲ့အတိုင်းပဲ site လေးတွေကမတူဘူးဗျ site လေးတွေမတူတဲ့အခါကျထွက်လာတဲ့ကဏ္ဍလေးလည်းမတူပါဘူးမိမိတို့ကြိုက်နှစ်သက်ရာကဏ္ဍလေးတွေနဲ့မိမိတို့ရထားတဲ့ကဏ္ဍလေးတွေနဲ့တိုက်ဆိုင်မှုရှင်ယူသုံးနိုင်ပါတယ်နော်ကဲအခုကျွန်တော်အလုပ်လေးနဲ့စကြမယ်နော်အခုကျွန်တော်တို့ဒီဟိုမှာကဒီမှာကခွန်လို့ဆင်းခဲ့တယ်နော်သုံးလုံးပေါင်းရင်ခွန်အဲ့သုံးလုံးပေါင်းရင်ခွန်ဒီသူ့ရဲ့ဒီဇောင်းမှာထိတ်မှာသုံးလုံးပေါင်းရင်ခွန်လို့ပြန်ဆင်းတယ်နော်ပြီးတော့သူ့ရဲ့ဒီဇောင်းမှာလည်းဒီကောင်ကိုနော်သူ့ရဲ့ဒီဇောင်းမှာလည်းသုံးလုံးပေါင်းရင်ခွန်ဆိုပြီးတော့ဆင်းတယ်နော်အဲ့လိုသုံးလုံးပေါင်းရင်ခွန်လို့ဆင်းပြီးတဲ့အခါမှာသူကဘာဆင်းတော့ဆိုတော့ထူးထူးခြားခြားဒီမှာ9နောက်ပိတ်ပြီးတစ်ပရိတ်ဒီဟာလေးကတစ်ပရိတ်ကို9နောက်ပိတ်တယ်ဒီခွန်လို့ပြီးသွားတဲ့ချိန်မှာတစ်ပရိတ်လို့လာတယ်အဲ့ဒီတစ်ပရိတ်မှာ9ဒီအလဲတိုင်း9လဲတိုင်းအခုဒီပုံစံတိုင်းကိုကြည့်ရမယ်ဆိုရင်ဒီနောက်ပိတ်9ဒီဒုတိယပင်မှာအလဲထိုင်တယ်ပြီးတော့ဒီပင်မှာကြာရင်ကျွန်တော်က6ထိပ်လာနိုင်မလားဆိုပြီးတော့6ကိုဖမ်းထားပါတယ်6ထိပ်ကိုကျွန်တော်ဖမ်းထားပါတယ်နော်6ထိပ်ကိုဖမ်းထားပါတယ်6ထိပ်အဲ့တော့ဒီမှာတစ်ပရိတ်ရှိတယ်ဒီမှာတစ်ပရိတ်ဒီမှာလည်းတစ်ပရိတ်ပေါ့နော်ဒီကလာရင်တစ်ပရိတ်လာမလားပေါ့နော်တစ်ပရိတ်အဲ့တော့အလုပ်လေးတွေကဘယ်လိုလုပ်တုံးဆိုတော့ဒီခုံပြီးွားရင်9နောက်ပိတ်တော့ရှင်းနှလုံးပေါင်းနှစ်ဒီ3လုံးပေါင်းရင်ခုံပြီးတော့6လိုလာတဲ့အချိန်မှာ6လဲထိုင်တဲ့အချိန်မှာခွာပေါင်းနှစ်အခုဒီ3လုံးပေါင်းရင်ခုံလို့ပြီးွားတဲ့အချိန်မှာ6ထိပ်လို့ယူဆထားတဲ့အတွက်နောက်နှလုံးပေါင်းကနှစ်လာနော်နှစ်လာမယ်ဆိုသူကနန်းလေးဘယ်လိုဆင်းတော့ဆိုတော့ဒီနှစ်ရယ်8ရယ်3လုံးပေါင်းခြင်းရ82ရယ်8ရယ်3လုံးပေါင်းရင်8 2ရယ်4ရယ်6ရယ်3လုံးပေါင်းရင်2နော်8နှစ်ကတစ်လုံးနဲ့ဆင်းသွားတယ်နော်နှစ်တစ်လုံးနဲ့ဆင်းသွားတယ်အဲ့တော့ဒီမှာ2 3ညဒီ2ချားတော့ကနန်းနော်အခုဒုတိယပင်မှာကြိုက်လာကြည့်ဒုတိယပင်မှာကြိုက်လာဆိုတော့ဒီခွန်ရယ်3ညရယ်ခွန်ရယ်ပေါင်းတော့4နော်9ရယ်3ညရယ်ခွန်ရယ်ပေါင်းတော့6 4 6တစ်လုံး4 6တစ်လုံးနဲ့2ဖြစ်ရမယ်4 6တစ်လုံးနဲ့2ပြရမယ်ဆိုဒီမှာ4 8 9 4ဆိုပြီးထွက်တယ်နော်4ညိနော်4ညိတယ်ဒီမှာတော့2ညိတယ်နော်သူက2ချတော့ကနန်း3ညပြီးရင်2ဆိုတော့2ချတော့ကနန်းဒီမှာ4 8 4ပြီးတော့8 4ချတော့ကနန်း4ချတော့ကနန်းဆိုတော့2ချတော့ကနန်း4ချတော့ကနန်းဆိုတော့6ချတော့ကနန်းလာမလားအခုကျွန်တော်ပေါင်းကြည့်မယ်နော်5 6ရယ်2ရယ်ပေါင်းတော့3 6 8 4 2နဲ့ပေါင်းတော့6နော်3 6တစ်လုံးပါတော့ကနန်းနဲ့2ဖြစ်ရမယ်ဆိုတော့2တွေချရေးလိုက်တဲ့အခါမှာကျွန်တော်ကဘာတွေ့တော့ဆိုတော့9 3အတွဲတွေ့တယ်ဗျ3နဲ့ဆိုရင်9 3 6နဲ့ဆိုရင်6 6နော်9နဲ့ဆိုရင်9 3 6နဲ့ဆိုရင်6 6 6 6ဒီ6ချားတော့ကနန်းလည်းမဟုတ်ဘူး3ချားတော့ကနန်းလည်းမဟုတ်ဘူးသူ6 6ဒီမချားဘူးအတူ3 6 3 9 3ကို6ပေါင်းတော့9 3ကို6ပေါင်းတော့9ဆိုတော့ကျွန်တော်ဒီမှာ993ဆိုတဲ့ကနန်းလေးကိုကျွန်တော်ထည့်ဒီမှာ3ဆိုရင်993ဆိုရင်3ညိနော်3ညိနော်အဲ့တော့3နဲ့9နဲ့ဒီ3ကို6ပေါင်းမှာ9ဆိုတော့6ချားတော့ကနန်းအဲ့တော့ဒီမှာ2ချားတော့ကနန်း4ချားတော့ကနန်း6ချားတော့ကနန်း2 4 6နော်2နဲ့4နဲ့ဒီလဲ2ချားပြီးတော့4နဲ့6နဲ့ဒီလဲ2ချားရယ်နော်993ဆိုတဲ့ကဏ္ဍလေးနော်3
3ကဘယ်ကနောက်ပိတ်တော့ဆို3ကကျွန်တော်ကဘယ်လိုနောက်ပိတ်ကြိုက်တော့ဆိုတော့ဒီ8ရဲ့2ရဲ့ပေါင်းတော့သူ8လို့ယူဆ8လို့ယူဆတော့အဲ့ဒီ8ကနေတိုင်လိုက်လို့ရှိရင်ဒီမှာတပင်းကျော်ဒီသွားရင်တော့ဒီ3လုံးပေါင်းရင်လည်း8လို့သွားနော်အဲ့ဒါပြီးတော့ဒီခွန်3ဒီခွန်3ကိုကျွန်တော်တို့ဒီခွန်ကနေယူမှာတော့တပင်းကျော်ဒီယူရင်ဒီမှာတပင်းကျော်ခွန်သူ့ရဲ့တပင်းကျော်မှာ3ခွန်3ဆိုပြီးခွန်3တိုင်းပြန်ကြနော်အခုအဲ့ဒီအောက်ပင်မှာ856ဆိုတော့9 856ဒီ9ဆိုတော့ဒီတပင်းကျော်မှာသူက3 8ရှိတယ်ဒါနှလုံးပေါင်း6 3ဖြစ်9ဖြစ်ဖို့တော့3နော်993ဆိုတော့ဒါလေးနဲ့ပြန်ချုပ်တယ်နော်993ဆိုရင်အဲ့လေးနဲ့ပြန်ချုပ်ကဲအဲ့ဒါတစ်ဆိုင်ပါပဲဟုတ်အဲ့ဒါတစ်ဆိုင်993ဆိုတဲ့ကဏ္ဍလေးတစ်ဆိုင်အဲ့ဒီ993တစ်ဆိုင်ပြီးတော့ကျွန်တော်ကဘယ်တစ်ဆိုင်သွားမလို့အခုဒီခါဟိုလောက်တဲ့ကဏ္ဍလေးဆိုင်လေးဟိုဒီမှာကသူကပရိတ်တူပရိတ်မြင်ရလားမသိပရိတ်တူပရိတ်တွေသွားတဲ့ site လေဒီမှာခွန်ဆိုပြီးပရိတ်တူပရိတ်ခွန်ရိုက်တယ်နော်ခွန်ရိုက်ရတဲ့တပင်းကြော်မှာပဲရှိသေးတယ်ဒီမှာ9ဆိုပြီးတော့ပရိတ်တူပရိတ်ရိုက်တယ်နော်9ဆိုပြီးရိုက်အဲ့တော့ကျွန်တော်ကပြကျင်တာကခွန် site ကိုမယူဒီမှာဒီ3လုံးပေါင်းခြင်း5ဒီ3လုံးပေါင်းခြင်း5ဆိုတော့သူ့အောက်ကထွက်တဲ့ကဏ္ဍနော်သူ့အောက်ကဘယ်လိုထွက်လဲအဲ့ဒါပြီးတော့တပင်2ပင်3ပင်ကျော်မှာသူကဒီမှာခွန်3လုံးပေါင်းခွန်လို့ရိုက်ခွန်လို့ရိုက်တော့သူ့အောက်ကထွက်တဲ့ကဏ္ဍဘယ်လိုထွက်တာလဲနော်အဲ့တော့အဲ့ဒါပြီးတော့တပင်ကျော်မှာတစ်ခါထပ်ပြီးတော့တပင်ကျော်မှာထပ်ပြီးတော့တစ်ခါဒီမှာ1ဆိုပြီးရိုက်နော်1ဆိုပြီးရိုက်တယ်နော်1ဆိုပြီးပရိတ်ရိုက်1ဒီမှာခွန်ကတပင်ကျော်လာတယ်တပင်ကျော်ခွန်ရဲ့အောက်မှာတပင်ကျော်ဒီမှာအပူးကြတယ်9ရဲ့အောက်မှာဒီမှာခွန်ပရိတ်ကြနော်အဲ့ဒါပြီးွားနဲ့သူကတပင်2ပင်ကျော်မှာတဲ့3ပင်ကျော်ပေါ့နော်3ပင်ကျော်မှာခွန်လို့ကြတယ်ခွန်လို့ကြပြီးတော့1ပရိတ်လာနော်1ပရိတ်လာပြီးတော့တပင်းကျော်မှာတစ်ခါထပ်ပြီး1လို့ပူတယ်ဒီပင်လေးနဲ့လာတူတယ်နော်ဒီ2ပင်လေးနဲ့လာတူတယ်သူကတပင်းကျော်မှာ9လို့ကြာနော်တပင်းကျော်မှာခွန်လို့ကြာပြီးတပင်းကျော်မှာ9လို့ကြာတပင်းကျော်မှာခွန်လို့ကြာပြီးတော့တပင်းကျော်မှာ1လို့ကြာနော်1လို့ကြာတော့အခုကျွန်တော်ကဘယ်လိုယူဆတော့ဆိုတော့အခုဒီ9လို့ကြာတဲ့ပင်ကဖမ်းလိုက်မယ်ဆိုရင်သူကဒီ4ရယ်2ရယ်4ရယ်ပေါင်းတဲ့ခါကျတော့သူက10ဒီက3ညအဲ့တော့ဒီမှာဒီ3ညဆိုပြီးတော့3ညဆိုပြီး3ညရိုက်3ညအတူရိုက်နော်3ညအတူရိုက်ပြီးသွားတော့သူကဘာဖြစ်တော့ဆိုတော့3ညအတူရိုက်တယ်ထားနော်ဒုတိယပင်ကြည့်ဒုတိယအပင်ကကြတော့ဒီမှာ9 3ညခွန်လို့6လို့ရိုက်6တော့သူ့အဲ့ရပေါ်အတိုင်းပဲသူ့ဆောင်လေးမှာ6လို့ရိုက်နော်6အခုဒီပင်မှာဒီပင်လေးရလဲကောင်းနော်ဒီပင်မှာရောက်သူ့ပုံစံတိုင်းသွားမယ်ဆိုဒီ3လုံးပေါင်းခြင်းက3ဒီ3လုံးပေါင်းခြင်းလာမယ်ဆိုရင်3ဖြစ်ဖို့အတွက်ခွန်ရှိရအတွက်9နော်9ဖြစ်မှဒီ3လုံးပေါင်းခြင်းက3လို့လာနော်အဲ့တော့3ညရ66ရ33အဲ့တော့ဒီပင်လေးကအတူတာတွေရိုက်တာဖြစ်တဲ့အတွက်အခုဒုတိယပင်မှာဘယ်လိုလာတော့ဆိုတော့ဒီ3လုံးပေါင်းရင်6เนาะဒီ3လုံးပေါင်းရင်6ဒီအဲ့ဒီ6ဒီဒီရှေ့နှလုံးပေါင်းရင်66ဆိုတော့ဒီနှလုံးပေါင်းရင်6နောက်နှလုံးပေါင်းရင်လည်း66ဆိုပြီးเนาะ66ဆိုပဲအခုဒီပင်မှာကျဒီဒုတိယပင်မှာကျတော့ခွန်ပေါင်းရင်4ခွန်ပေါင်းရင်ဒီ1เนาะ1လို့ဝင်အဲ့ဒီ1လို့ဝင်ပြီးသွားတယ်ဆိုတော့ဒီရှေ့နှလုံးပေါင်းဒီလိုက1ဒီနောက်နှလုံးပေါင်းလည်းဒီလိုက1เนาะ1ဆိုတခါထပ်ဝင်ဒီ1ကြောင့်မို့ဒီ1ဆိုထပ်ဝင်เนาะထပ်ဝင်ပြီးတော့အခုဒီပင်မှာကြတော့ဒီ3လုံးပေါင်းခြင်းကခွန်
နော်ဒီသုံးလုံးပေါင်းခြင်းခွန်အဲ့ခွန်ဖြစ်တဲ့အတွက်ရှစ်နှလုံးပေါင်းခြင်းခွန်ဖြစ်မှာဆိုတော့9ထိပ်နော်9ထိပ်မှာနှစ်နဲ့ပေါင်းတော့ခွန်နောက်မှာခွန်ရှိတယ်ခွန်ဖြစ်ဖို့တော့3ညာပေါင်းနော်ဒီသုံးလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းခွန်နော်ခွန်ဆိုတော့ဒီမှာပါပြီ4 break ထပ်ချုပ်နော်4 break ဒီမှာ1 break ဒီမှာခွန် break အဲ့တော့ तू ကလာတာတွေကမတူနှစ်ပင်ချ3ပင်ချဆိုတော့ဒီခွန်ဒီကျွန်တော်တို့အပေါ်ကနေကြည့်ရင်တစ်ပင်နှစ်ပင်3ပင်4ပင်ကျော်လိုက်4ပင်ကျော်ပြီးတော့ဒီကခွန် break ကဒီက4အဲ့ခွန် break က4ပင်ကျော်ခွန် break ကဒီမှာ4လို့လာခွန်လို့လာဆင်းအဲ့တော့4ပြီးရင်4ပင်ကျော်ပြီးရင်3ပင်ကျော်ဒီ3ပင်ကျော်က1ကနန်းက1ကဒီမှာ1 break လို့လာဆင်းဒီဟာဆင်းတော့တစ်ပင်နှစ်ပင်3ပင်ကျော်ကနန်း3ပင်ကျော်က break နော်3ပင်ကျော်ဒီ1 break က1လို့လာဆင်းအဲ့တော့4ပင်ကျော်3ပင်ကျော်ပြီး2ပင်ကျော်ပဲ2ပင်ကျော်ဒီ4 break 2ပင်ကျော်တော့တစ်ပင်2ပင်ကျော်တော့ဒီက4 break ဒီက4 break ကလည်းဒီမှာလာချုပ်နော်ဒီက4 break အဲ့တော့ဒီက2ပင်ကျော်ဒီကတစ်ပင်2ပင်3ပင်ကျော်ဒီကတစ်ပင်2ပင်3ပင်4ပင်ကျော်4ပင်ကျော်3ပင်ကျော်2ပင်ကျော်ပေါ့နော်အဲ့990နော်အဲ့990လေးလည်းကျွန်တော်ပြအခုကျွန်တော်ရဲ့နောက်ဆုံးအကြိုက်ဆုံးအပင်ကကြတော့သူကပြရမယ်ဆိုရင်နည်းနည်းရှုပ်နေမလားပြရမယ်ဆိုရင်နည်းနည်းရှုပ်နေမလားဆိုတာပြရမယ်ဆိုဒီနားလေးရပြဒီရကြရနော်အဲ့တော့ပြလိုက်မယ်ဆိုတော့ကျွန်တော်ချစ်လိုက်တော့သူကလှသူကဒီမှာကဘာလာတော့ဆိုတော့ဒီနားလေးမှာငါနဲ့ခက်က3အဲ့933ဆိုတဲ့နက်ခက်လေးဒီလိုလေးလာတာနော်933ဆိုတဲ့နက်ခက်လေးဒီလိုလေးလာတာနော်အဲ့933ဆိုတဲ့ပင်လေးကအဲ့လိုလာတဲ့ခါမှာဒီဘက်မှာအောက်မှာလည်းအခုလာမဲ့ပင်မှာကျတော့ဘာရှိတော့ဆိုတော့နက်ခက်တစ်စုံဆိုတော့ဒီမှာခွန်3ညနော်ခွန်3ညဆိုရှိတယ်ဒီနက်ခက်တစ်စုံရှိတယ်နော်နက်ခက်တစ်စုံအပေါ်ကဒီမှာ933ဆိုပြီးနက်ခက်တစ်စုံရိုက်တယ်လို့ဒီမှာလည်းခွန်3ညဆိုပြီးနက်ခက်တစ်စုံရိုက်တယ်နော်အဲ့933လို့ရိုက်ပြီးတဲ့အောက်မှာဘာလာတော့ဆိုတော့933ဆိုတဲ့ကောင်ရဲ့အောက်မှာသူကကြတော့နက်ခက်တစ်စုံဆင်းတယ်ဒီမှာ3ညခွန်ဆိုပြီးတော့လာနော်3ညခွန်3ညခွန်နက်ခက်တစ်စုံလာတယ်နက်ခက်တစ်စုံလာပြီးတော့သူကဒီမှာပါဝါခွ38ဆိုပြီးပါဝါခွနော်38ဆိုပြီးပါဝါခွအခုဒီအောက်ပင်ကြတော့သူက38လို့မလာတော့ဘဲနဲ့သူကနက်ခက်တစ်စုံမလာတော့ဘဲနဲ့သူပါဝါတစ်စုံလာဒီဘောကနက်ခက်တစ်စုံဒီအခုပါဝါတစ်စုံဆိုပြီးရိုက်နော်ပါဝါတစ်စုံဆိုပြီးရိုက်ဒီလိုပါဝါတစ်စုံလို့ရိုက်ပါဝါတစ်စုံဘာလို့ရိုက်တော့ဒီရှေ့ရအပေါ်ကဒီ35ဆိုတော့နက်ခက်ရိုက်တယ်အဲ့နက်ခက်လေးရိုက်ပြီးတာလက်ကားရိုက်ပြီးတာမဟုတ်နော်အဲ့တော့ဒီကနက်ခက်လေးရိုက်တဲ့အတွက်သူကဒီမှာပါဝါလာတယ်ဒီအပေါ်မှာတော့ကပါဝါရိုက်တဲ့အတွက်လည်းဒီကောင်နက်ခက်လို့ရိုက်တယ်နော်ဒီထဲမှာကလီစာတွေကအများကြီးပဲနော်အဲ့ကျွန်တော်ပြောချင်တာကဒီပါဝါရိုက်တဲ့အတွက်သူ့ရဲ့ဒီ3ညရဲ့ဆောင်းမှာသူကဒီမှာလည်းနက်ခက်ရိုက်တယ်ဒီပါဝါရိုက်တဲ့အတွက်ကြောင့်မို့3ညရဲ့ဆောင်းမှာသူ့ရဲ့ပါဝါဆင်းလာလားနော်ငါအဲ့တော့ဒီမှာကျတော့ဒီပင်ကျတော့ဒီမှာနက်ခက်ရိုက်လို့သူ့ရဲ့ဒီဆောင်းမှာနက်ခက်ဆင်းပါလားတဲ့နော်ဒါလေးကချုပ်ရမယ့်အကွက်လေးတွေပေါ့နော်အဲ့တော့အဲ့လိုလာမှာဒီဘက်မှာသူကပါဝါဆောက်ပြီးပါဝါမဟုတ်ရင်နက်ခက်လာမှာပေါ့ဒီကနက်ခက်ကြောင့်မို့လို့နက်ခက်ဆင်းလာလားအဲ့တော့ဒီအတွင်းကလီစာလေးတွေပြရမယ်ဆိုရင်ကျွန်တော်မိတ်ဆွေများအဲ့အတွင်းကလီစာလေးတွေအများကြီးရှိအတွင်းကလီစာလေးတွေဆိုတာသူကဒီမှာပါဝါတစ်စုံဒီ3လုံးပေါင်းရင်10 5 3 5
ပေါင်းရင်30ပြီးရင်ဒီဘက်မှာလည်းဒီက436ဆိုပြီးဒီလို30လာတယ်နော်436ဆို30လာတယ်ဒီမှာ2ပင်ကျော်6ခွာတယ်နော်2ပင်ကျော်6ခွာတယ်ဒီမှာ935ပေါင်းရင်30 436ပေါင်းရင်30အဲ့30ပဲလေအဲ့6ကအခွာဆင်းတယ်နော်အခုဒီပင်မှာကသူကနှစ်ခုဆိုပြီးတော့ power တစ်စုံဆင်းတယ်နှစ်ခုဆို power တစ်စုံဆင်းတာ6နော်အဲ့ဒီ6ကလည်းဒီ3လုံးပေါင်းရင်6နော်အဲ့ဒီ3လုံးပေါင်းရင်6နဲ့မပြီးဘူးအဲ့ဒီခွန်ကပါ2ပင်ကျော်မှာခွန်လို့ပြန်ဆင်းတယ်နော်အဲ့ဒီခွန်က2ပင်ကျော်မှာခွန်လို့ပြန်ဆင်းတယ်နော်ခွန်လို့ပြန်ဆင်းပြီးတော့အခုသူကခွေထားတာတွေအများကြီးပဲဒီ38 power 38 power ရဲ့ဒီက1ရဲ့3ရဲ့8ရဲ့1ရဲ့3လုံးပေါင်းရင်2 8 3ပေါင်းတော့1 1နဲ့ပေါင်းတော့2အဲ့ဒီ2ကသူကဒီမှာ46က30သူ့ရဲ့တပင်ကျော်က2နဲ့ပေါင်းသူက2ဆိုပြီးတော့အဲ့လိုခွေနော်အဲ့2လို့ခွေဒီပင်မှာကြတော့လေသူက35လို့နက်ခတ်လို့ရိုက်တာနဲ့35ပေါင်းခြင်းရဲ့8ဒီဘက်တောင်းမှာရှိတဲ့4နဲ့ပေါင်းတော့သူက2လို့ရိုက်3 4 5 3လုံးပေါင်းရင်2လို့ရိုက်တယ်အပေါ်တိုင်းပဲနော်ရိုက်ပြီးွားတာနဲ့သူကဒီမှာ6 6ဆို5လို့လာတယ်တပင်ကျော်မှာအဲ့ကြောင့်တော့ဒီမှာခွန်းလို့လာပြီးတော့3လုံးပေါင်းရင်2လို့ပြီးလာတယ်နော်အဲ့လိုအခွင့်လေးတွေရှိတယ်အဲ့အခွင့်လေးတွေရှိတဲ့ခါကျတော့အဲ့အခွင့်လေးတွေအဲ့အတွင်းကလီစာလေးတွေကျွန်တော်ကပြတော့သူတကယ်လှုပ်တဲ့ဇလန်းလေးကိုကျွန်တော်ပြောရမယ်ဆိုရင်သူတကယ်လှုပ်တဲ့ဟာဘယ်နာစမလို့ဆိုဒီ3ညာလေးကစဒီကောင်ကဒီ3ညာစမယ်ဒီအောက်ကကျဒီ8ကစနော်အဲ့တော့ဒီမှာဒီ3ညာကဒီ3ညာ4တက်ကနေစမယ်ဆိုတော့ဒီမှာ3ညာ4တက်ကနေစ3ညာ4တက်ကဘယ်လိုစမလို့ဆိုတော့ဒီသူကဒီ3လုံးပေါင်းခြင်းက4နော်ဒီ3လုံးပေါင်း4ဖြစ်တဲ့အတွက်တခါဒီ3လုံးပေါင်းတော့လည်း4ပါတဲ့နော်ဒီ3လုံးပေါင်း4ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းတော့4အဲ့လို4နဲ့မပြီးပါဘူးတဲ့ဒီ3လုံးထပ်ပေါင်းတော့လည်း4ပါတဲ့နော်ဒီ4ကြောင့်မို့လို့ဒီလို4တယ်ဒီလို4တယ်နော်အဲ့လိုဖြစ်သွားတဲ့အခါမှာသူကဒီ3လုံးပေါင်းခြင်းက4တက်ခွန်ပေါင်းခြင်းက2ဆိုတော့ဒီက6ခွန်ပေါင်းခြင်းက9နှစ်နဲ့9နဲ့ပေါင်းတော့သူက1လို့အဓိပ္ပာယ်ရနော်အဲ့တော့အဲ့အပြင်ဆက်ပင်မှာဘာလာတော့ဆိုတော့ဆက်ပင်မှာကျတော့သူကဒီမှာဒီက6ရဲ့ပေါင်းတော့2ဒီက6နဲ့ပေါင်းတော့8ဒီ3လုံးပေါင်းတော့8ဖြစ်တဲ့အတွက်သူကစောတော့လို့ပဲဒီ3လုံးပေါင်းတော့8လို့ထပ်လာဒီ3လုံးပေါင်းတော့8အဲ့8နဲ့မပြီးဘူးတဲ့တခါဒီ3လုံးထပ်ပေါင်းတော့တခါ8လို့ထပ်လာနော်8လို့ထပ်လာနော်ရှင်းတယ်နော်ဒီ3လုံးပေါင်းတော့8ကြောင့်မလို့ဒီ3လုံးပေါင်းရင်8ဒီ3လုံးပေါင်းရင်8လို့ဆင်းတယ်ဆင်းပြီးတော့ तू ကဒီဘင်းကစတာဆိုဒီ3လုံးပေါင်းတော့ तू က8တဲ့ဒီ3လုံးပေါင်းတော့8ဆိုတော့ဒီမှာပေါ်ကဒီ2ရဲ့ဒီ9ရဲ့ပေါင်းတော့ तू က1အဲ့တော့ဒီမှာရှိတယ်ဆိုတော့ဒီ3လုံးပေါင်းခြင်းကဘာဖြစ်မှာ1ဖြစ်ဖို့အတွက်3ဆိုတော့ဒီမှာ5နော်ဒီမှာ5ပဲအဲ့တော့ဒီ3လုံးပေါင်းတော့3ဒီ3လုံးပေါင်းတော့8ဖြစ်ပြီးတော့ဒီ3လုံးပေါင်း8ဖြစ်ပြီးဒီ3လုံးပေါင်းဟာ3ဖြစ်တဲ့အတွက်8နဲ့3လုံးပေါင်းတော့ तू က1လို့ပဲအဓိပ္ပာယ်ရနော် तू အဲ့အတွင်းကလီစာလေးဒီပင်မှာခွေသွားတာနော်အခုဒီပင်မှာခွေသွားတော့ဒီဘောကနေစနော်3လုံးပေါင်းတော့4 3လုံးပေါင်း4ဒီလို4နော်ဒီလိုပေါင်းရင်2ဒီလိုပေါင်းရင်9 2 9ပေါင်းတော့1အဲ့တော့ဒီ3လုံးပေါင်းရင်8အခုဒီမှာကြံ့တယ်ဒီ3လုံးပေါင်းတော့8ဒီ3လုံးပေါင်းရင်8ဒီ3လုံးပေါင်းတော့8နော်အဲ့တော့ဒီ3လုံးပေါင်းတော့8ဖြစ်ပြီးတော့ဒီ3လုံးပေါင်းတော့3ဆိုတော့1နဲ့တူအောင်လို့နော်အခုကဒီပင်အခုလက်ရှိပင်ကဘယ်ရစမလို့ဆိုဒီဟို894လေးရစနော်ဒီအလဲက894လေးရစအဲ့တော့ဒီစောတော့ဒီ3ညဒီ9လေးဒီစောတော့ပြောလို့ပဲဒီကတပင်းကြုံမှာ3ညရှိဒီ9လေးဒီတပင်းကြုံမှာ3ညရှိတယ်တပင်းကြုံမှာ3ညရှိ3ည5လို့ရိုက်တယ်အဲ့ရိုက်တာဘာလို့ရိုက်တော့ဒီ38ကပါဝါမို့လို့ရိုက်နော်38ကပါဝါမို့လို့ရိုက်အဲ့တော့665ဆိုတကွက်နော်အခုဒီပင်ကဒီမှာ89လေးရစ
ရှစ်ကိုလေးအစားတော့အခုရှစ်ကိုလေးမှာစောစောလိုပဲတွက်ကြည့်နော်ဒီမှာရှစ်ရှိတဲ့ခါကျတော့ तू ကရှစ်နဲ့9နဲ့ပေါင်းတော့3နဲ့6နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းရင်9ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းရင်9နော်ဒီ3လုံးပေါင်း9ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်း9အဲ့ဒီဟာနဲ့မပြီးသေးဘူးဒီ3လုံးပေါင်းမှာထပ်9တယ်နော်ဒီ3လုံးပေါင်းမှာထပ်9တယ်နော်ဒီ3လုံးပေါင်း9နော်အဲ့လို9တယ်9ပြီးသွားတဲ့ခါကျတော့ तू ကဒီနောက်မှာကျတော့ဒီမှာ6လို့ကြာအဲ့ဒီ6ပြီးရတယ်ဒီမှာ6လို့ကြာ6လို့ကြာ6ပေါင်းရင်ဒီ2နော်6ပေါင်းရင်ဒီ2အဲ့တော့ကျွန်တော်တို့ကဒီနားမှာဒီ6ကြောင့်မို့ဒီ6ဆင်းတာလားဒါမှမဟုတ်နှလုံးပေါင်းပါလားနှလုံးပေါင်းတော့2နော်ဒါနောက်ပင်တဲ့စဉ်းစားအခုကျွန်တော်တို့ဒီ3လုံးပေါင်း9ဒီ3လုံးပေါင်း9ဒီ3လုံးပေါင်းတော့9ဆိုပြီးလာတယ်နော်အခုနောက်တော့ပင်ဒီ3လုံးပေါင်းတော့6နှစ်ပေါင်းတော့8နှစ်ပေါင်းတော့3ညဒီ3ညဖြစ်တဲ့အတွက်ဒီလိုကလည်း3ညဖြစ်ရ3ညဖြစ်ရမယ်ဆိုတော့2ထိပ်ဒီလို3ညဖြစ်ရနော်ဒီလို3ညဖြစ်ရမယ်ဆိုတော့2ထိပ်အဲ့တော့ဒီပေါ်မှာဒီ3လုံးပေါင်း9ဒီလို9ဒီလို9ဖြစ်တဲ့အတွက်ဒီမှာဒီလို10ဒီလို10ဆိုဒီလိုကလည်း10ဆိုရင်6လဲတာနော်26တွဲ26တွဲကိုကျွန်တော်တို့ကဟိုအပေါ်ကအပင်တိုင်းဆိုရင်အပေါ်ကအပင်ကဒီ3လုံးပေါင်းရင်6ဒီ3လုံးပေါင်း6ပေါင်းရင်2လို့အဓိပ္ပာယ်ရအခုဒီအပေါ်ကအပင်တော့က4 1ခေါ်ပေါင်းခြင်းက2 6ခွန်6ပေါင်းခြင်းက9 2နဲ့9နဲ့ပေါင်းတော့1နော်အဲ့တော့ဒုတိယအပင်ကျတော့3ည6 8 3ည6နှစ်ပေါင်းတော့8ဆိုတဲ့အတွက်သူကဒီမှာ6နှစ်5ပေါင်းတော့3 8 3ပေါင်းခြင်း1ဆိုပြီးတော့လာနော်အခုကျွန်တော်တို့ကဒီအပင်မှာကျတော့9 4 3ပေါင်းခြင်း6 6 3ခွန်ပေါင်းခြင်း6 6ပေါင်းရင်2ရှိအဲ့တော့ဒီအပင်မှာကျဒီမှာ8ခွန်ပေါင်းခြင်းက2ရှိတယ်ဆိုတော့ဒီမှာ2နဲ့ကိုက်နေပြီဒီ3လုံးပေါင်းခြင်းက3ညဖြစ်ရမှာပေါ့နော်ဒီ3လုံးပေါင်းခြင်းက3ညဖြစ်မယ်ဆိုရင်1နောက်ပိတ်နော်1နောက်ပိတ်နော်1နောက်ပိတ်261ဒါပေမဲ့ကျွန်တော်ကလွတ်သွားမှာဆိုလို့နော်လွတ်သွားမှာဆိုလို့ဒီ3လုံးပေါင်း6ဒီ3လုံးပေါင်း6လို့လာပြီးတော့ဒီ3လုံးပေါင်း2ဒီ3လုံးပေါင်း2လို့မြန်လာခဲ့လို့ရှိရင်နော်6ကြောင်းမလို့2ဒီက6ဒီလို6ကြောင်းဒီ2ကြောင်းလာလိုက်တော့3လေးကအရန်ထက်နော်3လေးကအရန်ထက်အဓိက main ဒီ261အဲ့261ဆိုဒီ1ကိုပြန်ချုပ်ဆိုတော့အပေါ်3ညချုပ်တယ်လို့ပဲ1ရဲ့တပင်ကျော်မှာ8ရှိနော်1ရဲ့တပင်ကျော်မှာ8ရှိ8ရဲ့တပင်ကျော်မှာ8ရှိနော်အဲ့တော့ဒီဟာလေးဒီ881ဆိုတဲ့နက်ခတ်လာအဲ့နက်ခတ်ကိုဆိုတော့ဒီအခွာလေးနက်ခတ်နဲ့ချုပ်ဟုတ်လား3နက်ခတ်က5နော်3နက်ခတ်က5အဲ့ဒီမှာ3နက်ခတ်က5နော်အဲ့3နက်ခတ်5အဲ့လိုပြန်ချုပ်လိုက်တော့အဲ့နက်ခတ်ဖြစ်တဲ့အတွက်ဒီ3လုံးဒီဟာဒီစောင်းမှာလည်းနက်ခတ်နော်အခုဒီအပေါ်ပင်လုံးကကြတော့3ပါဝါ8လို့လာ3ပါဝါ8လို့လာတော့ဒီ3ညဒီပါဝါ5လို့လာနော်ဒါဒီဆိုင်လေးတော်တော်ကောင်းပါတယ်တော်တော်ကောင်းတော့ကျွန်တော်တို့ခုဒါ final လေးနော် final လေးချုပ်ပေးထားတယ်နော်ဒါ440ကတော့ကျွန်တော်ဟွာပြုတ်တဲ့ဟာပေါ့နော်အခုကျွန်တော်နောက်ဆုံးပြခဲ့တဲ့261တီကျွန်တော်အခုဒါ main or 1ခွက်2ခွက်3ခွက်4ခွက်5ခွက်ထုတ်ပေးထားတယ်နော်5ခွက်ထုတ်ပေးထားတယ်အတွဲက26တီရှေ့က26အတွဲပါနော်26အတွဲဆိုတော့ဒီမှာ2ရက်5လ2025 8ချိန်မှာ440ဆိုတဲ့ကဏ္ဍကအပင်ကြကဏ္ဍဟိုကလနာကြကဏ္ဍဆိုတာကဘာနဲ့မှဟိုပေါင်းချင်းနေနဲ့လာတော့မဟုတ်ဘူးဗျာဟိုအပင်ကြားနဲ့လာအဲ့443ညကျွန်တော်ရဲ့ပထမဗီဒီယိုဖိုင်ထဲမှာပါတယ်အပင်ကြားနဲ့လာတာဖြစ်တယ်ဆို443ညကြဟိုပေါင်းချင်းနေနဲ့မလာ443ညကြာနော်ကြာအဲ့တော့
အဓိကလူကြီးမင်းတို့9ခွက်များတယ်ဆိုရင်မိန်းခွက်ထုတ်ရမယ်ဆိုရင်261ဆိုတဲ့ကဏ္ဍလေးထိုးနော်261ဆိုတဲ့ကဏ္ဍလေးထိုးပြောအရန်ကြံတဲ့အပင်လေးတွေက9ခွက်ကအရန်ကြိုက်ဒီ4ခွက်ကအရန်ကြိုက်ရင်အရန်ထိုးနော်ဒါဟုဒီဟာလေးကို screenshot ယူဖို့ရတယ်ကျွန်တော်တည်ပြီးထားတာပါနော်ဒါနဲ့မပြီးသေးဘူးဗျခင်ဗျားတို့ဟိုမနေ့ဖြန်တနင်္လာနေ့နော်26ရက်နေ့တနင်္လာနေ့အတွက်နော်28ရက်နေ့တနင်္လာနေ့မနက်ပိုင်းအတွက်ကိုကနန်းတစ်ခွက်ပေးခဲ့ပါမယ်နော်ဟိုဟာလေးနဲ့တွဲပြီးတော့ချဲလေးနဲ့တွဲပြီးတော့နော်တနင်္လာနေ့မနက်ကိုပေးခဲ့ပါမယ်တနင်္လာနေ့မနက်အတွက်သူကတနင်္လာပြီးခဲ့တဲ့ဘက်ကဒီမှာ1ပြီးရင်တပည့်ကျော်မှာ4ဆိုပြီးဒီလိုပိတ်တယ်ဒီ1လေးကိုပိုင်ထားမယ်နော်1လေးကိုပိုင်ထားအဲ့တော့သူ့ရဲ့ဒီဇောင်းမှာဒီမှာ1ဆိုပြီးဆင်းတယ်1ဆိုပြီးဆင်းတော့သူ့ရဲ့ဇောင်းတပည့်ကျော်မှာ4လို့ပြန်ဆင်းတော့1လေးကိုပိုင်အဲ့1လေးကိုပိုင်ကြတော့ဒီညက်နေမှာထွက်တဲ့1ဒီဒီ9ဒီတော့9လို့ပြန်လာဆင်းပြီးတော့ဒီက6ဒီလည်းတော့6လို့ပြန်လာဆင်းနော်အဲ့တော့ဒီ1ရဲ့ခါကိုကြည့်မယ်ဆိုရင်ဒီ1ကကြောင့်ဒီ9ဒီ9ပါဝါ3ရလို့ခွာ9ပါဝါ3ရလို့ခွာတော့ဒီကကျွန်တော်တို့ဒီ4ရဲ့ပေါ်8ဒီလေ8ပါဝါ3ဆိုပြန်ဆင်း8ပါဝါ3နော်3လို့ပြန်ဆင်းတဲ့ခါကျတော့ဒီဘက်ကပါဝါတစ်ချမ်းဒီညက်နေရတဲ့ညက်နေတဲ့ဟိုမှာဒီ9ကြံနေတာဗာလေးကြံဒီနောက်နှလုံးကြံ3နဲ့5နဲ့ပေါင်းတော့8နော်3 5ပေါင်းရင်8အဲ့8တော့ဒီဘက်ထိတ်မှာကြံနေတာခွန်နဲ့6နဲ့ကြံခွန်6ဒီ3เนาะဒီလိုဒီတော့ပါဝါတတွဲဒီပါဝါတတွဲကိုစားသည်ဒီဘက်ကဒီပါဝါတတွဲကိုကိုစားပြုပါတယ်ကိုစားပြုတဲ့အတွက်တခါဒီဘက်ကဒဲ9966ဒီဒဲကြတာဖြစ်အဲ့ဒဲဒီဒဲကိုကိုစားပြုမယ်ဒီဘက်မှာကြံတာအပေါ်မှာ4ခွန်လို့ကြံတယ်เนาะ4ခွန်လို့ကြံတယ်4ခွန်ပေါင်းရင်1အဲ့တော့ဒီဘက်မှာကြံနေတာကဒီဘက်မှာလာဖို့ရတော့ဒီမှာ4ထိပ်စီလေးရှိတယ်เนาะခွန်လာမှသူက1ဆိုပြီးရိုက်အဲ့တော့အဲ့4ခွန်လေးဒီဘက်မှာ4ခွန်တိုင်းဆင်းရပါမယ်เนาะအဲ့တနင်္လာနေ့အတွက်ကျွန်တော်ခွန်3တစ်ခွက်ပေးလိုက်ပါတယ်တနင်္လာနေ့မနက်အတွက်နှလုံးဒီခွန်3တစ်ခွက်ပေးတယ်เนาะကဲကျွန်တော်ရဲ့ဒီကဏ္ဍလေးတွေအောင်မြင်ကြပါသေးเนาะကျွန်တော်ညီကိုပေါင်းများစိတ်ကြမ်းမှခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါသေးဗျာเนาะကဲချဲရောနှလုံးရောကျွန်တော်ပေးလိုက်ပြီတနင်္လာနေ့မနက်အတွက်ကတော့ခွန်3တစ်ခွက်ထဲထိုးပါเนาะကဲ see you ပါဘိုင်ဘိုင်အားလုံးစင်ပြကြပါစေ